Hello everyone အားလုံးပဲမင်္ဂလာပါ No Daily တင်မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့နေ့စဉ်ဘဝမှာရောအလုပ်ခွင်မှာပါဆိုရင်ရှောင်လွှဲလို့မရဘဲနဲ့ကြုံတွေ့နေရတဲ့ပေါင်းတင်ဆက်ဆံရခက်တဲ့လူစား၅မျိုးကြောင့်ကိုဒီနေ့ဝင်ပြပေးခြင်းပါတယ်သူတို့ရဲ့ဇယိုက်ကိုတည်ထားမယ်ဆိုရင်ကိုယ့်ဘက်ကဘယ်လိုစမတ်ချက်ချ response လုပ်ရမလဲဆိုတာကိုပိုလွယ်ကူသွားမှာပါနံပါတ်1လူစားမျိုးကတော့အရာရာကိုအစိုးမြင်ပြီးတော့ညီးသွားတတ်တဲ့သူတို့ကပြဿနာတစ်ခုမှာအဖြေကိုမကြည့်ဘဲနဲ့ဘာလို့ဒါကြီးကဖြစ်ရရလဲဆိုတဲ့အဖြစ်တင်တန်တွေနဲ့ပဲအချိန်ကုန်နေတတ်သူတွေပါဒီလိုလူမျိုးတွေကိုတုံ့ပြန်တဲ့အခါသူတို့ညီးတာကိုအကြိုင်းနားမြောင်ပါနဲ့ဒါဆိုအခုလက်ရှိမှာဘာလို့ရင်အကောင်းဆုံးဖြစ်မလဲဆိုပြီးအဖြေရှာတဲ့ဘက်ကိုစကားလမ်းကြောင်းလွှဲပေးလိုက်ပါနံပါတ်2လူစားမျိုးကတော့အရာရာကိုငါသိငါတက်လောက်တတ်တဲ့သူပါငါပြောတာအမှန်နင်တို့ကဘာမှမသိဘူးဆိုတဲ့ပုံစံမျိုးနဲ့သူတစ်ပါးအမြင်ကိုပယ်ချတတ်တဲ့သူတွေပါသူတို့နဲ့တွေ့ပြီဆိုရင်တော့အမှားအမှန်အငြင်းမပွားပါနဲ့ခိုင်မာတဲ့အချက်လက်တွေကိုပဲတုံးပြီးတော့ဒီချက်လက်ရဆိုရင်တော့ဒီလိုလေးရှိတယ်ဆိုပြီးတော့အေးအေးဆေးဆေးပဲပြန်ပြီးတော့တုတ်ပြန်ပေးပါနံပါတ်3အနေနဲ့လူစားမျိုးကတော့စောင်းမြောင်းတိုက်ခတ်တတ်တဲ့သူပါမျက်နှာချင်းဆိုင်မှာပုံမှန်လင်းလင်းမပြောဘဲနဲ့စကားထဲမှာစောင်းပြောတာမျိုးဒါမှမဟုတ်ရင်အထာပေးပြီးစိတ်နှောက်ယှက်ပေးတတ်တဲ့သူမျိုးပါသူတို့ကိုဘယ်လိုတုံ့ပြန်ရမလဲဆိုရင်တော့သူတို့စောင်းပြောတာကိုမသိချင်အောင်စောင်းလိုက်တာအကောင်းဆုံးပါတကယ်လို့အရန်လွန်လာတဲ့အခါမျိုးမှာဆိုရင်တော့ခုနကဘာပြောတာလဲလင်းလင်းသိချင်လို့ပါလို့ဓာတ်ရိုက်မိလိုက်မယ်ဆိုရင်သူတို့နောက်ဆုတ်သွားပါလိမ့်မယ်ကဲနံပါတ်4လူစားမျိုးကတော့အာယုံစိုက်ခံခြင်းလုံးသူပဲဖြစ်ပါတယ်ကိစ္စတည်တည်လေးတွေကိုကြီးကျယ်အောင်လုပ်ပြီးတော့လူတိုင်းကဝိုင်းဝန်းဂရုစိုက်နေရမှာဂျင်းတဲ့သူတွေပါသူတို့ရဲ့ drama ထဲမှာလိုက်ပြီးတော့စိတ်မပါသွားပါစေနဲ့စာနာမှုအနေငယ်ပြပြီးတာနဲ့ကိုယ့်လောက်ကိုပြန်ပြီးတော့အာယုံစိုက်ပါသူတို့နဲ့စကားပြောတဲ့အချိန်ကိုတော့ကန့်တတ်ထားလိုက်ပါနောက်ဆုံးနံပါတ်5လူစားမျိုးကတော့အာနာတတ်သူကိုအတုံးချတတ်တဲ့သူပါကိုယ့်ရဲ့စေတနာနဲ့အာနာတတ်တဲ့စိတ်ကိုအတုံးချပြီးတော့သူတို့အလိုချဖြစ်အောင်စိတ်ကစားတတ်တဲ့သူမျိုးပါသူတို့ကိုတုံ့ပြန်ရမယ့်ပုံစံကတော့ကိုယ့်ရဲ့ boundary စီးကိုပြက်ပြက်တသားသတ်မှတ်ပါကိုမအားရင်မလုပ်ပေးနိုင်ရင်အာမနာရန်ရင်ရင်ကြေးကြေးညှင်းစွန်တတ်အောင်ကြင်ယူပါဒါဆိုရင်တော့ကျမတို့ဟာပတ်ဝန်းကျင်ကလူတွေကိုလိုက်ပြောင်းလဲလို့မရပါပဲသူတို့ကိုတုံ့ပြန်မဲ့ကိုယ့်ရဲ့ reaction ကိုတော့ရွေးချယ်နိုင်ပါတယ်အခုလိုမျိုးအသိပညာနဲ့ဗဟုသုတတွေကိုအမြဲတမ်းလေ့လာခြင်းနဲ့ဆိုရင်တော့ No Daily တက်ကို subscribe လုပ်ပြီးတော့ follow ထားဖို့လည်းမေးပါနဲ့เนาะအားလုံးပဲဘိုင်းဘိုင်းနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်